အားလုံးပဲမင်္ဂလာပါရှင် SAC Investment Company ကနေပြန်ပြီးတော့ကြိုလိုက်ပါတယ်ဒီနေ့မှာတော့ဘန်ကောက်ရဲ့ property ဈေးကွက်တိုးတက်မှုအများဆုံးရှိတဲ့တောင်းလော် area ထဲက luxury living location high end amenities တွေပေါင်းဆက်ထားတဲ့ estate တောင်းလော်ကွန်ဒိုလေးနဲ့မိတ်ဆက်ပေးခြင်းပါတယ်estate တောင်းလော်ကွန်ဒိုကိုတော့ထိုင်းနိုင်ငံရဲ့ top developer ဖြစ်တဲ့ Real Assets Development ကနေဆောက်လုပ်ပေးထားဖြစ်ပြီးတော့စုခုပိအစိမ်းလိုင်းပေါ်ကတောင်းလော် BDS ရဲ့အနီးမှာတည်ရှိတဲ့ ready to move in condo project တစ်ခုလည်းဖြစ်ပါတယ်ရှင်ST တောင်းလုံကွန်ဒိုတီရှိတဲ့တောင်းလုံ area ထဲမှာဆိုလို့ရှိရင် FSK ကွန်ဒိုတွေဘားတွေ restaurant တွေ coffee ဆိုင်တွေ international school တွေဆေးရုံတွေ shopping mall တွေရှိတဲ့အပြင် celebrity အများစုနေကြတဲ့နေရာတစ်ခုဖြစ်တဲ့အတွက်လူနေမှုအဆင့်တန်းလည်းမြင့်မားပြီးတော့ဘန်ကောက်ရဲ့အရေးပါတဲ့စီးပွားရေးနေမြေအဖြစ်သတ်မှတ်ခံထားတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့နေထိုင်သူတွေအတွက်ဆိုလို့ရှိရင် high end lifestyle တစ်မျိုးရရှိမှာဖြစ်ပြီးတော့ရင်းနှီးမြှုပ်နှံသူတွေအတွက်ဆိုလို့ရှိရင်လည်း high return on investment ရရှိနိုင်တဲ့နေရာကောင်းတစ်ခုပဲဖြစ်ပါတယ်။ shopping အတွက်ဆိုလို့ရှိရင်လည်း BDS ကနေတဆင့်အစိမ်းလိုင်းပေါ်ကနေပြီးတော့မှ Emporia, Emporium, Terminal 21တို့လိုမျိုး luxury shopping mall ကြီးတွေကိုအချိန်တိုလေးအတွင်းသွားလို့ရနိုင်တယ်လို့ project အနီးနားမှာဆိုလို့ရှိရင်လည်း The Commons တောင်းလော J Avenue တောင်းလော Donkey Mall, Big C အခမိုင်း supermarket တို့ရှိပါတယ်။ကျောင်းအတွက်ကတော့ Bangkok Prep The American Schools of Bangkok တို့လိုမျိုး international school တွေရှိတဲ့အပြင် Samara Beach Sukhumvit Hospital နဲ့ Bangkok Hospital တို့နဲ့လည်းနီးတာဖြစ်တဲ့အတွက်ပညာရေးကျန်းမာရေးအတွက်လည်းစိတ်ပူစရာလုံးဝမလိုပါဘူး။ဒီ project ကတော့အထက်ပေါင်း40ပါဝင်တဲ့ luxury high rise condo တစ်ခုဖြစ်ပြီးတော့အရန်လာတဲ့ Bangkok မြို့ရဲ့ sky views ကိုပါမြင်ရမှာပါရှင်။အဆောက်အဦပုံစံကိုတော့ modern architecture design နဲ့ဆောက်လုပ်ပေးထားပါတယ်။ high end lifestyle အတွက်ဆိုလို့ရှိရင်လည်း exclusive facility တွေကိုထည့်သွင်းပေးထားပြီးတော့ unit တစ်ခုစီတိုင်းအတွက် private lifts တွေပါထည့်ပေးထားတဲ့အပြင်အခန်းတိုင်းကိုလည်း smart home system နဲ့ premium material တွေပါထည့်သွင်းအသုံးပြုပေးထားပါတယ်။ကွန်ဒိုမှာပါဝင်မဲ့ key facilities နဲ့ amenities တွေကတော့ hideaway pavilion, lobby, reflection pool, upside down jacuzzi, private theater, golf simulator, panoramic gym, bike simulator Skyline Garden, Sky Social Club, Multi-purpose Room, Garden တွေအများကြီးအပြင်အခြား facility တွေများစွာကိုလည်းထည့်သွင်းပေးအောင်ပါဖြစ်ပါတယ်။ဝယ်ရရှိနိုင်မဲ့ room type တွေကတော့ 1 bedroom, 2 bedroom, 3 bedroom ကိုမှ33 square meter ကနေပြီးတော့158 square meter အထိကိုကြိုက်နေတဲ့အခန်းအကျယ်ဝန်းလေးကိုရွေးချယ်ဝယ်လို့ရပါတယ်။ဈေးနှုန်းအနေနဲ့ဆိုလို့ရှိရင်လည်း Thai baht 11.55 million ကနေစတင်ဝယ်နိုင်မှာဖြစ်ပြီးတော့ payment အနေနဲ့ကတော့ booking fees ပေးသွင်းပြီးတော့မှတစ်လအတွင်းဝယ်ပေးချေပြီးဝယ်ရုံနဲ့အခန်းလေးတွေကိုချက်ချင်းပိုင်ဆိုင်နေမှာဖြစ်ပါတယ်။ ready to move in ကွန်ဒိုဖြစ်တာကြောင့်ဝယ်ယူပြီးချက်ချင်းတက်နေလို့ရမယ်ပြင်ပြန်ပြီးတော့ငှားမယ်ဆိုလို့ရှိရင်လည်း income ချက်ချင်းရနိုင်တာပဲဖြစ်ပါတယ်။ဒီကွန်ဒိုအခန်းလေးတွေကိုစိတ်ဝင်စားလို့ဝယ်ချင်နေဆိုလို့ရှိရင်တော့ SAC Investment Company ရဲ့ page messenger ကနေပဲဖြစ်ဖြစ် WhatsApp number ကနေပဲဖြစ်ဖြစ်ဆက်သွယ်မေးမြန်းစုံစမ်းပြီးတော့မှဝယ်ရရှိနိုင်ပါပြီရှင်။နောက်ပြီးဒီကွန်ဒိုအခန်းလေးကိုတော့လာမယ့် March လ10ရက်နဲ့9ရက်စင်ကာပူနိုင်ငံဖူနန်မော်စတုတ်တာမှာရှိတဲ့ LYF Hotel မှာကျင်းပမယ့် Bangkok Property Exhibition ပွဲကြီးမှာထည့်သွင်းရောင်းချပေးတော့မှာဖြစ်ပါတယ်။ဒီရောင်းပြပွဲမှာဆိုလို့ရှိရင်အခုမိတ်ဆက်ပေးသွားတဲ့ ST တောင်းလုံးကွန်ဒိုအပြင်တခြားအရေးကြီးစနစ်နဲ့ပါဝယ်ရရှိနိုင်မယ့်ကွန်ဒိုတွေပါထည့်သွင်းရောင်းချပေးသွားမှာဖြစ်တဲ့အတွက်ဒီရောင်းပြပွဲကြီးမှာအားလုံးရဲ့ properties တွေကိုလေ့လာဝယ်ယူနိုင်ဖို့အတွက်အရာဖိတ်ခေါ်လိုက်ရပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်ရှင်။